တနင်္ဂနွေသားသမီးများအတွက်မြန်မာတက္ကသိုလ်1388ခုနှစ်မဟာသင်းကျန်စာဟောကိန်းနဲ့ဆောင်းရှောင်းလေးတွေကိုဆရာမလေးကသိသိပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမကတော့တားနဲ့ဗီဒီယိုရဲ့တမ်းများကိုပြသပေးသွားမယ်။ဆရာမလေးသုံးခန့်ပေးပဲဖြစ်ပါတယ်ရှင်။ဆရာမရဲ့ page ကို like and follow လုပ်ပေးထားပါ။ဆရာမရဲ့ TikTok account လေး like and follow လုပ်ပေးထားပါရှင်။ဒါမှဆရာမနေ့စဉ်နေပေးတဲ့ကုသဗီဒီယိုနဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆရာမရဲ့ဒီဗီဒီယိုလေးကို like and share လုပ်ပေးဖို့ဝင်မင်းနဲ့နော်။မြန်မာတက္ကသိုလ်1388ခုနှစ်ဒီအတာတကြံပေါ့နော်။နှစ်စန်းတရက်နေ့ရောက်ပြီဆိုတာနဲ့ဆရာမတို့နှစ်တစ်ကိုကူးရောက်ပြီပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးတွေကန်စားတာကလေမြန်မာတက္ကသိုလ်1388ခုနှစ်မှာထိပ်တန်းကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်။ဆမမဟာတင်းကျန်စာဟောကိန်းပေါ့နော်ဟိုတင်းကျန်စာရွက်လေးတွေလည်းဆမဖတ်တယ်မဟာတင်းကျန်စာဟောကိန်းထဲမှာလည်းကောစာတက္ကသိုလ်1388ခုနှစ်2026ဒီ၄လပိုင်းမဟာတင်းကျန်နော်21ရက်နေ့ကြော်ပြီးရနဲ့တနင်္ဂနွေသားသမီးတွေကရွှေထီးဆောင်ရမယ်နှစ်လို့ပြောရမယ်ရှင်။အရင်မြန်မာတက္ကသိုလ်1389တနည်းအားဖြင့်2025လေးလပိုင်းကနေပြီးတော့အခု2026လေးလပိုင်းထိကိုပေါ့နော်တနင်္ဂနွေသားသမီးတွေရဲ့ကန်စာတာအမှန်တမ်းပြောရင်အားမရသေးဘူးပေါ့နော်အရင်တော့စိုးနေတဲ့တော့မပါဘူးဒါပေမဲ့ငွေအကုန်အကျများခဲ့တဲ့နှစ်လို့ပြောရမယ်ရှင်တနင်္ဂနွေသားသမီးတွေရဲ့ငွေကြေးကန်စားတာကငွေလုံးဝမဝင်တာမျိုးတော့မဟုတ်ဘူးငွေဝင်လာတယ်မလားငွေအကုန်ပြန်ထွက်သွားတယ်လက်ထဲမှာတတပူမခံနိုင်ဘူးအဖက်မတင်တာငွေမစုမိတာငွေမမြဲတာလေးတွေပေါ့နော်ကြုံတွေ့ခဲ့ရတယ်တချို့ဆိုရင်ပေါ့နော်ကိုယ်ငွေတွေသူများလက်ထဲကိုမြုပ်နေတယ်ဥပမာရဆက်ရှိတဲ့ငွေတွေမရပေးဆက်ရှိတဲ့ငွေတွေကပေးရတော့မယ်နော်ငွေကြေးကတော့ငွေကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့ငွေကြေးကန်စားတာကငွေကအဖက်မတင်ဘူးငွေတွေအလုံးကြီးဝင်လာခဲ့လေငွေကကြီးကြီးမားမားအဖက်တင်တာမျိုးရှိလားဆိုတော့လက်စုပ်လက်ကင်ပြဆရာရှိလားဆိုရင်တော့မရှိဘူးဖြစ်နေရဲ့နှစ်လို့ပြောရမယ်ရှင်အဓိကတော့ရင်မြန်မာနှစ်ကပေါ့နော်ဆမတို့တနင်္ဂနွေသားသမီးတွေကငွေဘလောက်ပဲရရငွေမစုမိရဲ့အတွက်ပေါ့နော်အိတ်ပေါက်နဲ့ဖားကောက်နေရတယ်လို့ဖြစ်နေခဲ့ရတဲ့နှစ်လို့ပြောရမယ်ရှင်ဒီ21ရက်နေ့ကြော်ပြီးတဲ့ခါကျရင်တနင်္ဂနွေသားသမီးတွေငွေတွေကလေအလုံးရဝင်ခင်းရှိရယ်ငွေအလုံးရဝင်လာတဲ့ခါကျရင်လည်းငွေတွေကကိုယ့်လက်ထဲမှာမြဲမယ်နော်ငွေမြဲရုံတွေမကဘဲနဲ့ကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့ရီမန်းချက်တွေအများဆုံးပြည့်ဝသွားမယ်ဥပမာအိုးပိုင်အိမ်ပိုင်မရှိတဲ့သူတွေတော့မှပေါ့နော်ဒီမြန်မာတက္ကသိုလ်ထဲမှာအိုးပိုင်အိမ်ပိုင်ရမယ်နော်မြေကွက်လေးတွေနည်းနည်းလေးအဆောက်သွားပြီးဝယ်မိတာမျိုးပေါ့နော်ကိုယ့်အတွက်အကျိုးပေးမဲ့မြေတွေပါရရှိခဲ့ရှိပါတယ်ရှင်ဒီကလေငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ခမောင်းခက်ရမယ်နှစ်လို့ပြောရမယ်ရှင်တကူးကြော်ရင်အထူးပြောရမှာတနင်္ဂနွေသားသမီးတွေပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးတွေဒီမြန်မာတက္ကသိုလ်မှာဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆိုတာစမကအသေးစိတ်ပြပြပေးသွားမလို့ဝင်တဲ့ငွေလည်းမြဲအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာနှစ်ဟောင်းကအညံစိုးတွေဘယ်လိုပြပြောက်သွားအောင်လုပ်ရမလဲဆိုတော့ရေရာလေးတွေဆောင်းရှောင်လေးပြပြပေးသွားမလို့စမိုက်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးဖို့မှာကြပါရှင်ဒီမြန်မာတက္ကသိုလ်1388ခုနှစ်မှာပေါ့နော်ဘာတွေရှောင်ရမလဲဆိုရင်ပေါ့နော်တနင်္ဂနွေသားသမီးတွေအားနာတယ်နော်အယုံလွယ်တယ်ပြီးရင်ခဏခဏကူညီတယ်တခါတလေကို့အတွက်ကိုတော့မကြည့်ပဲနဲ့သူများတခါကူညီပေးလိုက်တယ်ဒါပေမဲ့အဲ့ကူညီပေးလိုက်တဲ့ဟာလေသူတစ်ပါးကကို့အကောင်းမြင်လားဆိုတော့လေအကောင်းမမြင်ဘူးအဆိုးပြောခံရတယ်ကိုကဘလောက်ကူညီညီဘလောက်ပေးဆက်အဲ့လူကကို့ပုံမှာအကောင်းမမြင်ဘူးအဲ့ဒါလေတနင်္ဂနွေသားသမီးတွေအမှတ်မရှိဘူးတနာလွယ်တယ်ယုံလွယ်တယ်နော်အဲ့ဒါတွေကြောင့်ကိုကိုလေပြန်ပြီးတော့ဒုက္ခပေးတတ်တယ်ရှင်ကိုတော့ထိခိုက်ရလောက်တဲ့ထိတော့မကူညီဖို့မှာကျင်ပါတယ်ရှင်ပြီးရင်တနင်္ဂနွေသားသမီးကအဲ့လိုစိတ်ထားကောင်းတယ်စေတနာကောင်းတယ်အဲ့ဒီအရာတွေကရောင်ပြန်ဟဲ့မဲ့နှစ်လို့ပြောရမယ်ရှင်တကြားမမဲ့နှစ်လို့ပြောရမယ်ရှင်အဓိကကလေမဟာလက်ကိန်းထိုးမဲ့လားတကြားမပြီးတော့ငွေတွေအစုလိုက်အပြုံလိုက်ဝင်မဲ့နှစ်လို့ပြောရမယ်ရှင်အဓိကကလေကံကံကြီးအကျိုးကယုံရတယ်ရှင်အဓိကကိုကကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့မကောင်းတာဖြစ်မယ်ဆိုသလိုပေါ့စိတ်ထားကောင်းစေတနာကောင်းတဲ့အရာတွေကဒါလေးကတော့အသုံးဝင်သွားတယ်ပေါ့နော်ဒါပေမဲ့ကိုတော့ထိခိုက်တာမျိုးလေးတွေဖြစ်တိုင်တာဘူးလို့ဇမကတော့ကြိုပြီးတတိပေးတာနော်ငွေချင်းနဲ့ပတ်သက်ပြီးငွေချိပေးတာမျိုးတွေဒါမှမဟုတ်အာမခံပေးတာမျိုးလေးတွေမလုံးမိစေဖို့ဇမလေးကတော့အထူးမှကျမရတယ်ရှင်ပြီးရင်တနင်္ဂနွေသားသမီးတွေကြံစီလိုက်တိုင်းကိစ္စတွေလုပ်ငန်းတစ်စီးပွားတစ်ပေါ့ဘဲအရာကိုမဆိုကိုကကြံစီလိုက်တိုင်းအရာတိုင်းဒီ21ရက်နေ့ကနေစပြီးတော့အကောင့်ထဲစပြီးတော့ဖော်လို့ရပါပြီရှင်ကိုကြံစီလိုက်တိုင်းစီးပွားတစ်လုပ်ငန်းတစ်တွေကအောင်မြင်မယ်တိုးချက်မဲ့လုပ်ငန်းတွေရှိရင်လည်းပေါ့နော်အောင်မြင်မယ်နှစ်လို့ပြောရမယ်ရှင်နော်ကိုရှောက်နေတဲ့လမ်းကိုဖြည်းဖြည်းချင်းရှောက်နေဖို့တော့လိုအပ်ပါတယ်ရှင်အဲကြောင့်မို့မဟာသင်းကျန်စာဟောကိန်းထဲမှာလေတနင်္ဂနွေသားသမီးတွေကဘလောက်ကန်ကောင်းနေလဲဆိုရင်ရေလိုက်ငါးလိုက်နေတိုင်းုံတော့မှစီးပွားရေးတွေတိုးတက်အောင်မြင်မယ်နှစ်လို့ပြောရမယ်ရှင်အိမ်ချက်မြင်အရန်အကျိုးပေးတယ်နော်ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်အဲ့ဒီလုပ်ငန်းအဲ့နှစ်ခုကိုဒါလေကိုကမိမိရစုပ်ကင်ထားမယ်ဆိုရင်ဒီ1388ခုနှစ်မြန်မာနှစ်တင်မှာကိုယ့်ရဲ့နှစ်လို့ပြောရမယ်ရှင်ဒီ1388ခုနှစ်ကနှင်းခုနေသားသမီးတွေကအောင်အတိတ်အောင်နမိတ်အောင်ဟိတ်ဆိုတဲ့အတိုင်းပဲပေါ့နော်အကျွေးတွေကျွေးပူတွေရှိနေရင်ဖြည်းဖြည်းချင်းပြပြောက်သွားပြီးတော့ဒီတစ်နှစ်အတွင်းကိုအပီးတိုင်းဆက်နိုင်မှာပဲဖြစ်ပါတယ်ရှင်။နှုတ်ကလေးသားသမီးတွေထဲမှာငွေချင်းနဲ့ပတ်သက်ပြီးတော့ကိုယ်ငွေတွေသူများလက်ထဲမြုပ်နေတဲ့သူတွေရိုင်းစာရှိတဲ့ငွေတွေကတော့မှမထင်မှန်ပဲပေါ့နော်ငွေချိလိုက်တဲ့သူဟာကိုပြန်ပြီးတော့ဆက်သွယ်ပြီးတော့ငွေတွေပြန်ပြီးတော့ဆက်တာမျိုးလေးတွေကြုံတွေ့ရခြင်းရှိပါတယ်ရှင်။တနင်္ဂနွေသားသမီးတွေ1388ခုနှစ်မှာဘာတွေတတိထားရမလဲဆိုရင်တော့ငွေချင်းအရှုပ်အရှင်းကိစ္စလူငွေအရှုပ်အရှင်းကိစ္စအရန်ဂရုစိုက်ပေးရမယ်ရှင်။ဒီ1388ခုနှစ်မှာပေါ့နော်တနင်္ဂနွေသားသမီးတွေဆွေမျိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်စကားများရခြင်းရှိရဲနော်အမွေကိစ္စမြေကိစ္စအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့စကားများရခြင်းရှိ
ပါတယ်ရှင့်1388ခုနှစ်မှာတနင်္ဂနွေသားသမီးကအပြိုင်အဆိုင်အတိုက်ခိုက်ပြီးများမယ်ရှင့်စီးပွားတူရသူတမားလေးတွေရှိနေတယ်နော်ဟိုအနာကလူတွေနောက်ကျောကိုဓာတ်နဲ့ထိုးတတ်တယ်နော်စီးပွားရေးရဖြစ်စေငွေကြီးရဖြစ်စေဘာပဲဖြစ်နေအထူးဂရုစိုက်ရမယ်နှစ်လို့ပြောရမယ်ရှင်အဓိကကလေဆွေမျိုးကြောင့်ဖြစ်စေအပေါင်းအသင်းကြောင့်ဖြစ်စေစိတ်ညစ်စိတ်လျှော့ရတတ်တယ်ဥပမာပေါ့နော်သူတို့ရှာထားတဲ့ပြဿနာတွေကိုကိုကသွားပြီးတော့လိုက်လံပြီးဖြေရှင်းပေးရတာမျိုးကိုကဂျားတဲ့ညက်သွားတာမျိုးလေးတွေကြုံတွေ့ရခင်ရှိရမလို့အထူးဂရုစိုက်ရမယ်နှစ်လို့ပြောရမယ်ရှင်အယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥပမာကိုကကားဝယ်လိုက်တယ်ဆိုပါစို့တက်ကျွမ်းတဲ့သူတွေနဲ့တေချာတိုင်ပင်ပြီးတော့ဝယ်သင့်ပါတယ်ရှင့်မဟုတ်ရင်ပေါ့နော်ကားမကောင်းတာကားအပြက်ပေါ့နော်ကိုယ့်လက်ထဲမှာလက်ဝယ်ပိုင်းမိတတ်တယ်အဲ့အတွက်ဂရုစိုက်ပေးရမယ်အဲ့ကားကိစ္စပါပဲအဓိကစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ရောင်းမဝယ်မလေးဖြစ်တတ်တယ်အဲ့ဒါလေးဂရုစိုက်ရုံပါပဲရှင့်ကျန်တာအားလုံးကတော့ကောင်းပါတယ်ရှင့်တင်းကုန်နေသားသမီးတွေထဲမှာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေလက်အောက်ငယ်သားတွေရှိရဝန်ထမ်းတွေရှိရင်လည်းအထူးဂရုစိုက်ပေးဖို့မှာချင်ပါတယ်ရှင့်လက်အောက်ငယ်သားကိုစီပွားရေးထိခိုက်တဲ့အထိပြဿနာရှာတာမျိုးလေးကြုံတွေ့ရခင်ရှိရမလို့အထူးဂရုစိုက်ရမယ်နေ့လိုလည်းပြောရမယ်ရှင့်ပြီးရင်1388ခုနှစ်မှာတနင်္ဂနွေသားသမီးတွေပါနေရအပြောင်းရွှေ့ယာဒုအပြောင်းရွှေ့အပြောင်းအရွှေ့လေးတွေကြုံတွေ့ရခင်ရှိပါတယ်ရှင့်ဒီတွေလည်းခဏခဏသွားရခင်ရှိပါတယ်ရှင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခြုချနေတတ်တယ်ရှင့်ဥပမာနှလုံးအားနေတာနော်အကျောနဲ့ပတ်သက်တဲ့ယောဂအာယုံကြောဒါမှမဟုတ်ခြေထောက်ထုံပြေကြိုက်ခဲတဲ့ယောဂဒါမှမဟုတ်သွေးတိုးအဲ့လေးနဲ့ပတ်သက်ပြီးတော့အထူးဂရုစိုက်ပေးရမယ်ရှင့်နည်းနည်းလေးစိတ်ကိုစိတ်ကံပြရလောက်တဲ့အထိပေါ့နော်ဂရုစိုက်ပေးရမယ်အဲ့အားလေးပါပဲကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့ကြီးကြီးမားမားတော့စိုးရိမ်စရာတော့မရှိဘူးဒါပေမဲ့တရှောင်တော့ဖြစ်နေတတ်တယ်အဲ့အတွက်အထူးဂရုစိုက်ပေးရမယ်နှစ်လို့လည်းပြောရမယ်ရှင့်တနင်္ဂနွေသားသမီးထီကန်အလွန်ကန်ကောင်းပါတယ်နော်ထီကန်ငွေကန်အလွန်ကန်ကောင်းတဲ့အတွက်ထီကန်ဆမ်းမဲ့သူတွေတနင်္ဂနွေသားသမီးတွေထဲမှာရှိရဆိုရင်ပေါ့နော်ခွန်တို့တစ်တို့ရှစ်တို့စတဲ့ကဏ္ဍတွေပေါ့အောင်ထိုးပေးဖို့ဆံမလေးကတော့မှာကြပါတယ်ရှင့်အခြေနဲ့ပတ်သက်ပြီးတော့တနင်္ဂနွေသားသမီးတွေမှာပေါ့နော်မပြတ်သားနိုင်တဲ့ဆက်ဆံရေးတွေရှိနေခဲ့ရင်ပေါ့နော်အဲ့ဒီအရာတွေကိုလွတ်ချပေးဖို့မှာကြပါတယ်ရှင့်နှစ်မှာစိတ်သက်လူတင်နေပဲနေစေခြင်းနဲ့ဘာဖြစ်လဲဆိုတော့ဒီပိတ်လောင်ထားတဲ့relationship မှာပေါ့နော်ဆမ်မဆက်မနေစေချင်တော့ဘူးဒီကနေပြီးတော့ရုံထွက်စေချင်တယ်ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့လူတွေတွေ့နိုင်အောင်မှာမလို့လက်လွတ်တစ်ဖို့အကြံပေးချင်ပါတယ်ရှင်အင်တော်ကြီးနဲ့ပတ်သက်ပြီးတော့အလွန်ကန်ကောင်းမဲ့နှစ်လို့လည်းပြောရမယ်ရှင်သားသမီးကန်အလွန်ကန်ကောင်းတယ်နော်သားသမီးရေးနဲ့ပတ်သက်ပြီးတော့သားသမီးထွန်းကားကိန်းရှိရပေါ့နော်ကောစာတက္ကရာ1388ခုနှစ်မြန်မာ21ရက်နေ့ကနေစပြီးတော့ပေါ့နော်စီးပွားရေးတွေအဆင်ပြေအောင်ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံးသမျှကင်သမျှတွေချောချောမွေ့မွေ့အဆင်ပြေအောင်ပေါ့နော်တစ်နှစ်စာဆမ်မကရေရပေးတော့မှာဖြစ်ပါတယ်ရှင်အဲ့ဒါကတော့အရန်ကိုလည်းကိုရွေးရှင်ပါတယ်ဆမ်မတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမေကြီးကိုပေါ့နော်ဂန်းခွန်ညွတ်နှံညွတ်ကလူပူစွာပေးရမှာပဲဖြစ်ပါတယ်ရှင်ဂန်းခွန်ညွတ်မရှိတဲ့သူနိုင်ငံခြားရောက်နေတဲ့သူတွေကတော့ဂျာဇန်ကျော်တပွဲကလူပူစွာပေးရမှာပဲဖြစ်ပါတယ်ရှင်ပြီးရင်တနင်္ဂနွေသားသမီးတွေနော်မြန်မာ21ရက်နေ့မှာခေါင်းစင်းမင်္ဂလာပြုလုပ်ပေးပါရှင်နှစ်ဟောင်းမှာရှိတဲ့အညံဆိုးတွေပြပြပြီးတော့နှစ်သက်မှာစိတ်သက်ကိုတင်တဲ့ဝင်လန်းပွင့်အောင်ပေါ့နော်ဆမ်မကတယောကင်မိုးရယ်စားရယ်ပေါ့နော်အဲ့ဒီမှာခေါင်းစင်းမင်္ဂလာပြုလုပ်ပေးပါရှင်တရဏဂုံလည်းယူပေးပါရှင်ပြီးရင်တနင်္ဂနွေသားသမီးတွေလုံးသမျှကင်သမျှကြံစီအောင်မြင်လို့ဘာလေးရှောင်ပေးရမလဲဆိုတော့အမဲသားစိတ်သားလေးစားတဲ့သူတွေနည်းနည်းလေးရှောင်ပေးဖို့ဆမ်မလေးကတော့မှားချင်ပါတယ်ရှင်အမဲသားစိတ်သားရှောင်ရင်ပေါ့နော်ရှောင်တလောက်ပေါ့နော်အောင်မြင်မယ်နော်အထွတ်အထိပ်ရောက်မယ်နှစ်လို့လည်းပြောရမယ်ရှင်ဒီကုလေသားသမီးတွေပေါ့နော်ဒီ21ရက်နေ့မှာခေါင်းစင်းမင်္ဂလာလုပ်ပေးပါအိမ်မှာရှိတဲ့မလိုအပ်တဲ့ပစ္စည်းတွေအာရီတက်ခဲဖက်နှက်အစုပ်နော်ထီးစုပ်အဲ့ဒါတွေအကုန်လုံးကိုလွတ်ပစ်ပေးပါရှင်ပြီးရင်ပေါ့နော်တနင်္ဂနွေသားသမီးအညံ့အတိုက်ခိုက်လေးတွေတော့နည်းနည်းလေးရှိနေသေးတာမို့လို့တန်မြာတိကိုလုံးမဲလှူပေးပါရှင်တန်မြာတိကိုနွမ်းနာနဲ့ဆိုမှပြန်ပြီးတော့အသုံးမပြပါနဲ့အညံ့အတိုက်ခိုက်နောက်ဆက်လေးတွေရှိတတ်လို့ပါရှင်တန်မြာတိကနွမ်းသွားတဲ့ခါကျရင်အစ်စ်ပြန်ပြီးတော့လဲပေးပါအဲ့ဒါကလည်းကိုယ့်ရဲ့ရေတွေကပေါ့နော်ဆမဆိုရင်လည်းခြာတပ်ပိုင်ရေတွေကအဲ့လိုမျိုးပဲကိုယ့်ရဲ့အိမ်နေအိမ်ဖျားမှာပေါ့နော်အများနဲ့တန်မြာတိကိုလှူပေးတာအဲ့ကိုယ့်အတွက်ပေါ့နော်အညံ့အတိုက်ခိုက်တွေကင်းပါတယ်ရှင်ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကိုနားရရှင်းလေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟန်နဲ့မိမိရဲ့နေ့နယ်လေးတွေမှတ်ထားပေးပါဆမလေးတဦးကြောက်စင်တိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်ဆမစီမအားပေးတယ်မေးလို့ရတယ်ဇာတာစစ်လို့ရတယ်တဲတော့မေးလို့ရတယ်ငွေကြေးချဖြစ်တဲ့အခက်အခဲလေးတွေလာရောက်တိုင်ပြီးဆွေးနွေးလို့ရပါတယ်ရှင်ဆမစီမအစွမ်းထက်ဆေးဖြောင်းတိုင်း2900ကျန်နဲ့လာရောက်ပြီးတော့မှာယူလို့ရတယ်ကိုနေနယ်နဲ့လိုက်မဲ့ကိုစီပွားရေးနဲ့လိုက်မဲ့အရာတွေကိုဆမနဲ့အတူတူလာရောက်တိုင်ပြီးဆွေးနွေးလို့ရပါတယ်ရှင်ဆမကိုကြည့်ရှုနေတဲ့ခွန်တဲ့သားများအားလုံးမနှစ်သက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြမ်းပါခြင်းနဲ့ပြည့်စုံပါစေလို့ဆမလေးကဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်အားလုံးပဲကျေးဇူးထူးတင်ပါတယ်ရှင်